ဆိုင်ရပါလားပါလေ33လမ်းပါဗျာကိုနေမင်းမို့ပါမှတ်ထားလိုက် ကျင့်တဲ့လူတွေပါပြောချင်တယ် သူတို့လည်းအကူနဲ့တွေ့ပြီးတော့မရပါစေလို့ အခုကျင့်တဲ့လူတွေကပါပြောချင်တယ် အားပါတော့မပြောချင်ပါဘူး ဘာမပြောတော့လားအားလုံးမင်္ဂလာပါကျွန်တော်ကကိုနေမင်းမိုဘိုင်းရပါအခု Ransom ဥပုပ်လာမှာဆိုရင်ကျွန်တော်တို့ကိုနေမင်းမိုဘိုင်းနေပြီးတော့စင်ထားတဲ့အစီအစဉ်လေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဆိုင်ကနေပြီးတော့ Ransom မိုးစည်းတောင်းကိုသွားမယ်သွားပြီးတော့အဲ့ဒီတန်းမှာရှိတဲ့လူတွေကိုမျိုးကုန်းလေးမေးမယ်ပေါ့နော်မေးပြီးတော့ကျွန်တော်ဘက်ကနေပြီးတော့စစ်တပ်ဆောင်တွေအများကြီးပြန်ပေးသွားမယ်အစီအစဉ်လေးဖြစ်ပါတယ်ဒါဆိုရင်ဘယ်လိုမျိုးကုန်းလေးမေးပြီးတော့ဘယ်လိုမျိုးစစ်တပ်ဆောင်တွေပြန်ပြီးတော့ပေးသွားမလဲဆိုတော့ကျွန်တော်တို့စိတ်လို့ရှားဆိုတော့လိုက်ပြီးတော့ကြည့်လိုက်ရအောင်ဒါလေးတွေကတော့ကျွန်တော်မေကွန်းလေးမေးပြီးသွားရင်ဆွတ်သက်ဆောင်လေးပေးဖို့အတွက်ပြင်ဆင်နေရပဲဖြစ်ပါတယ်ဘယ်လိုမျိုးပေးပါလဲဆိုရင်မဲနိုင်ပြီးတော့ပေးသွားမှာပါဒီမဲလိတ်လေးပေါ်မှာဆိုရင်ဆွတ်သက်ဆောင်လေးကျွန်တော်ရေးထားပါတယ်ဖုန်းဝေ3000ဖုန်းဝေ2000ဖျက်တိကြက်ကြော်ခောက်ဆဲကြော်အဲ့လိုမျိုးစားသဖြင့်ဆွတ်သက်ဆောင်လေးအများကြီးပါပါတယ်အားလုံးမင်္ဂလာပါအခုဆိုတော့ကျွန်တော်ပို့စပတ်လမ်းကိုရောက်နေပြီဖြစ်ပါတယ်လူတွေလည်းအများကြီးရှိရပါတော့ကျွန်တော်အခုဒီလမ်းထဲမှာရှိတဲ့လူတွေကိုမေကွန်းလေးလိုက်ပေးမယ်လိုက်ပြီးသွားရင်ဒီထဲမှာရှိတဲ့ဆွတ်သက်ဆောင်လေးပြန်ပြီးတော့ပေးသွားတော့မှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့အားလုံးပဲလိုက်ကြည့်လိုက်ရအောင်မင်္ဂလာပါကိုမင်္ဂလာပါကျွန်တော်ကိုနေမဝိုင်းရပါအခုဆိုရင်ကျွန်တော်ကိုနေမှာအစီအစဉ်လေးတစ်ခုရှိရပါတော့အဲ့ဒါပါလဲဆိုတော့ကမ်ပိန်းတစ်ခုလုပ်ထားတာဒီမိုဇေးထဲမှာရှိတဲ့လူတွေလိုက်ပြီးတော့မေကွန်းလေးမေးမယ်ပြီးသွားရင်စစ်လက်ဆောင်တွေပြန်ပေးပါအခုကြည့်ချင်လားမေးပါမေကွန်းကတော့အရင်တော့မခက်ဘူးမေကွန်းကတော့ကျွန်တော်ဆိုင်နဲ့ပတ်သက်တာပဲမေးပါရမ်းမခက်ဘူးကိုနေမဝိုင်းရအောင်ကြားဘူးလားကိုနေမင်းမိုဘိုင်းကိုရင်တော့မကြဘူး It's okay. Mom, I don't ask you like. နော်အခုမှကြားဘူးလားဆက်ဆက်အဲ့တော့ကိုမေကွန်းလေးဆောက်ပြင်မယ်ကျွန်တော်ဆိုင်ကဖေလမ်းမှာရှိရတယ်အဲ့တော့ကျွန်တော်အဖြေ3ခုပြောပေးမယ်ကိုအဲ့ကျမှနံပါတ်1ကကြတော့31လမ်းနံပါတ်2ကကြတော့33လမ်းနံပါတ်3ကကြတော့33လမ်းအဖြေကိုဖြေတော့စနေဖြစ်ပြီလား31လမ်းကွာ31လမ်းအားကိုမားတယ်ကိုရကိုချက်ပေးမယ်ပြောပြန်ပြောပေးမယ်နော်ဖြေ1က31လမ်းဖြေ2က33လမ်းဖြေ3ကလည်း33လမ်းဟုတ်33လမ်းဗောပြင်ပါပါပြီအဲ့တော့ကိုကျွန်တော်ဆွတ်ဆောင်လေးပေးမယ်ဆွတ်ဆောင်လေးကဒီထဲမှာရှိရဲကိုမင်းလိုက်ရပါကိုကြားတဲ့ဟာကိုကျွန်တော်လည်းစောင့်ပေးပါနော်တကယ်ပေးပါကိုတကယ်နိုင်တကယ်ပေးပါမကလာမလို့အောင်မဆလာကမလို့အသွင်ချိုးတဲ့အဲ့တော့ကိုအသွင်ချိုးပောက်ပေးမယ်ကျွန်တော်ဆိုင်မှာမကွန်းမနေကပါရဲ့ခမက်လာကြည့်ရတယ်နော်ကိုကျွန်တော်လက်ကကပ်ပေးမယ်နော်โอเคလာဆိုင်ရပါလားပါလေ33လမ်းပါဗျာကိုနေမင်းမိုဘိုင်းကိုမှတ်ထားလိုက်အခုလိုဖြေပြကျေးဇူးပါကိုကျေးဇူးပါအသွင်ချိုးလေးပါနော်ကျေးဇူးပါကိုအခုလိုပေါင်ပေးလိုက်ဆက်ပါဟုတ်ကဲ့ပါမင်္ဂလာပါညီမဟုတ်မင်္ဂလာပါကိုတို့ဆိုင်မှာညီမလေး iPhone တွေရောင်းတယ်အဲ့ဒီ iPhone တွေရောင်းမယ်ဆိုရင်ကိုတို့အာမခံကာလာပေးရပါတော့အာမခံအဲ့ဒါဘယ်လောက်ပေးရလဲအဖြေ3ခုပေးထားမယ်နံပါတ်1ကကြတော့6ရက်နံပါတ်2ကကြတော့6လနံပါတ်3ကကြတော့6နှစ်6လဖေက6လ6လဆိုတော့အဖြေမှန်ပါတယ်ဒါဆိုညီမလေးကိုဆွတ်ဆောင်နေပေးမယ်ပေါ့နော်ဘာပေါက်လဲညီမလေး1000ကျပ်1000ကျပ်ပေါက်တယ်ပေါ့နော်ဒါဆိုညီမလေးလက်ဆောင်နေပေးမယ်ပေါ့နော်တိတ်ပေးမယ်ရကိုကြည့်တဲ့လူတွေဘာပြောချင်လဲသူတို့လည်းအကူနဲ့တွေ့ပြီးတော့မရပါစေလို့ကျေးဇူးပါမင်္ဂလာပါညီမလေးမင်္ဂလာပါအကိုလေးကကြတော့အကိုတို့ကိုနေမျိုးဘွားမှာဘာတွေရောင်းတာလဲပေါ့နော်ဖြေ1ကကြတော့ကြက်ကြော်နံပါတ်2ကကြတော့မုတ်တီနံပါတ်3ကကြတော့ဖုန်းလေးပါဟုတ်လားဒါဆိုဖြေမှန်ပါတယ်ညီမလေးဒါဆိုညီမလေးကိုတို့ဆွလက်ဆောင်လေးပေးမယ်နော်ဆွလက်ဆောင်လေးတွေကတော့ဒီထဲမှာရှိရဲမဲလိတ်လေးနဲ့လိတ်ထားပါတော့ဒီထဲမှာဖြေလေးရေးပေးထားတယ်လက်ဆောင်လေးရေးပေးထားတယ်အဲ့ဒါကိုညီမလေးကမင်းနိုင်ရပါနော်မပေါက်တယ်ညီမလေးနှစ်ချက်လားနှစ်ချက်ဒါတော့ကိုတို့ပေးတဲ့မေတ္တာလက်ဆောင်လေးပါနော်ကျေးဇူးပါအခုလိုမျိုးစင်လေးကပေါအောင်ပေးခဲ့ရတယ်ကျေးဇူးပါမင်္ဂလာပါကိုမင်္ဂလာပါကျွန်တော်ကကိုနေမင်းဘွားရပါဒီနေ့မှာတော့ကျွန်တော်ကဒီဘန်ဆန်မိုစီထဲမှာရှိတဲ့လူတွေကိုမိကုန်းနေထိုင်ပေးပြီးတော့ဆွလက်ဆောင်တွေပြန်ပေးနေရပါတော့အဲ့ဒါကျွန်တော်ကကြောက်မင်းမှာဆိုင်နဲ့ပတ်သက်တာပဲမင်းပါအခုကျွန်တော်ဆိုင်မှာလက်ကားပေးနေတခုရှိတယ်အဲ့ဒါကြတော့နံပါတ်1မှန်မကွယ်နံပါတ်2 iPhone နံပါတ်3 Android ဒါလဲမှန်မကွယ်ဒါဆိုကိုယ့်ရဲ့ဖြစ်မှန်ပါတယ်ကိုမှန်ပါပြီဒါဆိုကိုဒီထဲမှာဆွလက်ဆောင်လေးရှိရဲအခုဒါကိုမဲနိုင်ရမှာပေါ့နော်ဒါဆိုကိုမဲတစ်ခုရွေးလိုက်ပြီပေါ့နော်ဒါကျွန်တော်မဲလေးကိုဖွင့်ပြပေးမယ်နော်နှစ်ချက်ဖြစ်ပါတယ်ဒီမှာနှစ်ချက်လေးမဲပေါက်သွားပြီနော်အဲ့ဒါကိုနှစ်ချက်လေးပေးပါမယ်ကောဟုတ်ဒါဆိုဒီမှာနှစ်ချက်လေးနော်ကောဒါလေးကိုမဲပေါက်တဲ့အတွက်လက်ဆောင်ပေးရဖြစ်ပါတယ်ကောအခုလိုအစီအစဉ်မှာပေါင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ပါကြည့်တဲ့လူတွေကဘာပြောချင်လဲဟုတ်အခုမျိုးတကူကကြီးလာရောက်ပြီးတော့လိုက်မေးပြီးတော့လက်ဆောင်နေပြည့်တဲ့ကျေးဇူးများတင်ပါတယ်ကျေးဇူးပါကောမင်္ဂလာပါဦးလေးမင်္ဂလာပါဟုတ်ကျွန်တော်ကတော့ကိုနေမင်းမိုဘိုင်းရပါကျွန်တော်ဆိုင်ရနေပြီးတော့အစီအစဉ်လေးတစ်ခုလုပ်ထားပါတော့အဲ့ဒါဒီ Ransom မိုစီထဲမှာရှိတဲ့လူတွေကိုလိုက်ပြီးတော့မိကုန်းလေးပေးမှာပြီးသွားရင်ကျွန်တော်ကလက်ဆောင်လေးပြန်ပေးပါပါတော့ကိုလေးမိကုန်းလေးဖြည့်ပြီးတော့လက်ဆောင်လေးယူဖို့အတွက်စိတ်ဝင်စားလားစိတ်ဝင်စားပါနော်အဲ့ဆိုရင်ကျွန်တော်မိကုန်းလေးပေးမယ်ကိုလေးအစင်းလေးပြပြီလားအစင်းလေးပြပါဟုတ်ကဲ့ကျွန်တော်ဆိုင်ရဘယ်မြို့မှာရှိလဲဆိုတော့ဦးလေးအမှန်အောင်ဖြည့်ပေးရမှာအဖြေ3ခုရှိတယ်နံပါတ်1ကကြတော့မန္တလေးနံပါတ်2ကကြတော့ရန်ကုန်နံပါတ်3ကကြတော့ကချင်ပြည်နယ်ရန်ကုန်ပေါ့ရန်ကုန်ပါဒါဆိုဦးလေးဖြည့်မှန်ပါတယ်ဒါဆိုဦးလေးကျွန်တော်လက်ဆောင်လေးပေးမယ်နော်ချက်ဖြည့်ကြည့်တိုင်းနော်ဦးလေးကိုယ်တိုင်ဖုန်းမေ3တာဖုန်းမေ3တာပေါက်ပါတယ်ဟုတ်ကဲ့အဲ့ဒါဦးလေးဖုန်းမေ3တာဖြည့်ပေးမယ်ဦးလေးဖုန်းပါလားဟုတ်ပါ
ဟုတ်အဲ့ကျွန်တော်ဖြေပေးမယ်နော်ဖြေပေးလိုက်ပြီနော်ဖုန်းမေးတွေရောက်လာဦးလေ ရောက်ပါတယ် ဟုတ်ကဲ့ဟုတ်ကျေးဇူးပါနော်ဦးလေအခုလိုအစီအစဉ်မှာပေါင်းပေးရတယ် ဟုတ်ကဲ့ ဟောအခုကြည့်နေရလူတွေရောပါပြောချင်တယ် အားမတော့မပြောချင်ပါဘူး ဘာမှမပြောတော့လားရှင်းတယ်နော် ရှင်းပါတယ် ဟုတ်ကဲ့ပါကျွန်တော်ကတော့ကိုနေမဝိုင်းရပါဟုတ်ကျေးဇူးပါမင်္ဂလာပါမ 好明 ဟုတ်ကျွန်တော်ကကိုနေမဝိုင်းရပါကျွန်တော်ဆိုင်ကဟိုဘယ်နားမှာရှိရတယ်ပေါ့နော်ကျွန်တော်ဆိုင်ကဘယ်မြို့နယ်မှာရှိရတယ်အဲ့တော့အဖြေ3ခုပေးထားမယ်အဖြေ1ကကြတော့ဗဟန်းအဖြေ2ကတာမွေအဖြေ3ကကြတော့ကြောက်တရာအဖြေဘုဒ္ဓဆင်းနေဖြစ်ပြီလား ဖြစ်ပါပြီ အဖြေကဘာဖြစ်မလဲ ကြောက်သလား ကြောက်တရာနော်ဒါဆိုတော့အဖြေလေးမှန်ပါတယ်ကြောက်ဖြစ်ပါတယ်ဒါဆိုတော့ကြောက်ဖြစ်ပါတယ်ဟုတ်ဒါဆိုကြောက်လေးလိုက်ဝယ်ပေးမယ်နော်ချစ်စားလို့မရဘူးလားရစားကျင်တာလေရဝယ်ပေးလားအမကြောက်ဘယ်လောက်လဲဒီတော့ဟုတ်ဆရာလေးကြိုက်တယ်ဒါလေးကြည့်ပါနော်ဒါလေးတစ်ခုလောက်ပါဒီမှာကြောက်လေးပါနော်ဟုတ်ကျေးဇူးပါဟုတ်ကိုနေမင်းမိုဘိုင်းယုံကြည်မှုကပထမဝန်ဆောင်မှုကအဓိက